ခင်ဆောက်တော့အိမ်တချင်းကို music note ထုတ်ပြီးမှ online ပေါ်မှာအားလုံးကိုလေ့လာဖို့အတွက် notes ချထားပေးပါတယ်တကယ်၍ notes လုပ်ချင်နေဆိုရင်တော့ကျွန်တော် Sans Piano Class ဆိုပြီးမှ Facebook စာမျက်နှာမှာ notes ကိုတောင်းလို့ရပါတယ်လို့เนาะလာတောင်းလို့ရပါတယ်လို့အားလုံးအတွက်အဆင်ပြေအောင်လို့အနည်းဆက်ဆုံးရေးပြီးမှပို့ထားပါတယ်လို့ရေးထားပါတယ်လို့အားလုံးကိုအဆင်ပြေကြပါစေတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe ပါလေလုပ်ထားပေးကြပါဦးလို့အားလုံးကိုမေတ္တာရက်ခံလိုပါတယ်ဆိုတော့နောက်လည်းအများကြီးကျွန်တော်ဒီတလောက်လေးကျွန်တော်နားလေးတလောက်လေးကိုအခုလို share လုပ်ကြဖို့စီစဉ်ရှိပါတယ်အဓိကတော့ကျွန်တော် gospel song တွေကိုပဲလုပ်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဦးတည်ချက်လည်းဒီ gospel song တွေကိုအားလုံးအလွယ်လင်းတစ်ခုတီးလို့ရအောင်လို့အားလုံးအမှုတော်မြတ်နဲ့ပါဝင်စက္ကန့်နိုင်အောင်လို့ကျွန်တော်နားလေတဲ့လောက်လေးကို YouTube မှာရေးပြီးမှအစီခံခြင်းဖြစ်ပါတယ်လက်တွေ့ကြကြလေ့လာတဲ့လူတွေအတွက်လည်းကျေးဇူးတင်ပါ